ဇလန်းစားမှာတော့နာရူတိုဟာဘိုက်ရမ်းစာနေတာကြောင့်အနီးနားကဆိုင်ထဲကိုဝင်လာခဲ့ပါတယ်။ဆိုင်ထဲမှာတော့လူဖီဆိုတဲ့ကောင်လေးတယောက်လည်းရောက်နေပါတယ်။နာရူတိုဟာဆိုင်ရှင်ကိုဘိုက်စာတွေလို့ပြောလိုက်ပါတယ်။ဆိုင်ရှင်ဟာနာရူတိုကိုမင်းကကန်ကောင်းတာပဲ။ဆိုင်ကအစားအစာတွေကကုန်သွားခဲ့ပြီးနောက်ဆုံးဒီရာမန်တစ်ခုပဲကျန်တော့တယ်လို့ပြောလိုက်ပါတယ်။နာရူတိုလည်းပျော်သွားခဲ့ကအဲ့ဒီအချိန်မှာပဲလူဖီကအဲ့ဒီစားစာကိုသူယူမယ်လို့ပြောလိုက်ပါတယ်။လူဖီတယောက်လည်းဘိုက်စာနေတာကြောင့်အတန်တွေမီနေခဲ့ပါပြီ။နာရူတိုကတော့မင်းငါ့ကိုနောက်နေတာလားဒါကိုငါအရင်မှာတာနော်လို့ပြောလိုက်ပါတယ်လူဖီတယောက်လည်းဘာရီလာပြောနေရလဲငါဒီမှာအရင်ရောက်နေခဲ့တာလို့ပြောလိုက်ပါတယ်နာရူတိုကတော့မင်းသိလားငါဒီကိုရောက်ဖို့ခီးအဝေးကြီးကနေလာတာလို့ပြောလိုက်ပါတယ်လူဖီကလည်းသူရှိမှခီးတွေအများကြီးဆက်ရအောင်မှာမို့လို့သူလည်းစားစားဖို့လိုတယ်လို့ပြောလိုက်ပါတယ်နာရူတိုကတော့ပြင်မာရှင်းချင်လားလို့မေးလိုက်ပြီးတော့လူဖီကတော့အဆင်ပြေမဲ့လို့ပြောလိုက်ပါတယ်လူဖီနဲ့နာရူတိုကတော့ပြင်မာရှင်းဖို့ရောက်နေကြပါပြီလူဖီကတော့သူ့ရဲ့လက်တီးကိုရှည်ထွက်ပြီးတော့နာရူတိုကိုထိုးလိုက်ပါတယ်ဒါကိုနာရူတိုကအေးဆေးချောင်းလိုက်ကလူဖီကိုပြန်ဆွဲလိုက်ပါတယ်ပြီးတော့လူဖီကိုတစ်ချက်ထိုးလိုက်တဲ့အချိန်မှာလူဖီရဲ့ခေါင်းကရှည်ထွက်သွားတာကြောင့်နာရူတိုတယောက်လည်းလန့်နေခဲ့ပါတယ်လူဖီကတော့နာရူတိုကိုသူ့ရဲ့ခေါင်းနဲ့ပြန်တိုက်လိုက်ပါတယ်ပြီးတော့လူဖီကနာရူတိုကိုသူ့ရဲ့လက်တီးနဲ့ဆက်တိုက်ထိုးနေတာကိုနာရူတိုကတော့အေးဆေးချောင်းနေခဲ့ပါတယ်နာရူတိုကတော့သူ့ရဲ့ shadow ခလုံးကိုထုတ်လိုက်ပြီးတော့တောက်တိုက်ခိုင်းလိုက်ပါတယ်ဒါကိုလူဖီကတော့တစ်ချက်တည်းထိုးပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့နာရူတိုဟာသူ့ရဲ့9 chakra တွေကိုသူ့ရဲ့ညာဘက်လက်မှာဆုလိုက်ပြီးတော့လူဖီကလည်းသူ့ရဲ့ haki လက်ကိုထုတ်လိုက်ပါတယ်နာရူတိုနဲ့လူဖီတုံးလုံးမဲ့အချိန်မှာပဲလူတစ်ယောက်ကရောက်လာခဲ့ပါတယ်အဲ့ဒီလူကတော့မင်းတို့နှစ်ယောက်ဒီမှာရန်ဖြစ်နေရတာငါမကြိုက်ဘူးမင်းတို့ရန်ဖြစ်တာကငါရဲ့ဝတ်တွေကို PC တွေလို့ပြောလိုက်ပါတယ်နာရူတိုကတော့မင်းမတူလဲလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာဘေးကလူကတော့မင်းတို့နှကောင်ယူနေလားမြင်မြန်ခေါင်းငုံလိုက်လို့ပြောလိုက်ပါတယ်နာရူတိုကတော့သူကဘာမို့လို့လဲလို့မေးလိုက်ပါတယ်ဟိုလူကတော့မင်းတို့ရဲ့စပင်ထိရတော့မင်းကိုတက်လိုက်မယ်လို့ပြောလိုက်တဲ့အချိန်မှာပဲသူ့ရဲ့ခေါင်းထဲမှာကြီးစံဝင်လာခဲ့ပါတယ်ဟိုလူကတော့ကောင်းလိုက်တာငါသူ့ရဲ့လေတံကိုမကြိုက်လို့တက်လိုက်တာလို့ပြောလိုက်ပါတယ်နာရူတိုကတော့မင်းဘာပြောလိုက်တာလဲမင်းတို့ရဲ့တန်ကိုမကြိုက်ရုံနဲ့မင်းတက်လိုက်တာလားလို့မေးလိုက်ပါတယ်နာရူတိုနဲ့လူဖီကတော့ဒေါ်တာထွက်လာပြီးတော့အဲ့ဒီလူစီကိုပြေးဝင်လာခဲ့ပါတယ်ပြီးတော့နှစ်ယောက်သားလည်းတင်းနဲ့ပြေးထိုးလိုက်တာကြောင့်အဲ့ဒီလူလည်းမောက်တော့ခဲ့ပါပြီနာရူတိုကတော့မင်းဘာကောင်ပဲဖြစ်နေပါစေသူဂီယုမစိုက်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာလူဖီကတော့နာရူတိုကိုသူ့ရဲ့ပြင်လေသမျှအဖွဲ့ထဲဝင်ဖို့ကမ်းလှမ်းလိုက်ပါတယ်နာရူတိုကတော့အဲ့ဒါဘာလဲလို့ပြောလိုက်တဲ့အချိန်မှာလူဖီကတော့မင်းမသိဘူးလားငါတို့ကစွန်းစားခီးတွေထပ်ဖို့တငယ်ချင်းတွေဖြစ်သွားပြီလို့ပြောလိုက်ပါတယ်နာရူတိုကတော့ကြားရတာကောင်းပါတယ်ဒါပေမဲ့ငါရဲ့ကိုပိုင်ပန်းတိုင်ရှိရလို့ပြောလိုက်ပါတယ်ပြီးတော့ငါကဟိုကားကြီးဖြစ်လာမယ်လို့ပြောလိုက်ပါတယ်ပြီးတော့လူဖီကလည်းသူကပင်လေသမျှခေါင်းဆောင်ဖြစ်လာမယ်လို့ကြုံဝါလိုက်ပါတယ်အဲ့ဒီချိန်မှာဓာတ်သုံးချောင်းနဲ့ဇိုရိုရောက်လာပါတယ်ဇိုရိုတယောက်ကတော့ဒါကဘာကြီးလဲဒါကလမ်းမှန်ရောဟုတ်လို့လားဆိုပြီးတော့အဲ့ဒီပေါ်တယ်ထဲကိုဝင်သွားလိုက်ပါတယ်တစ်ဖက်ချင်းရောက်တဲ့အချိန်မှာတော့ဇိုရိုကတော့မင်းတို့ကဘသူတွေလဲလို့မေးလိုက်ပါတယ်လူကြီးများကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရသေးဘူးဆိုရင်တော့ subscribe လေးလုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျအပန်းကြီးဆိုရင်တော့ဒီဗီဒီယိုလေးကိုဗာလိုက်လေးပေးခဲ့ဖို့ကျွန်တော်ပြောချင်ပါတယ်နိုင်ငံရွေးလို့ရတဲ့ဝေပြန်နဲ့ GPA အပြင်လည်းကျွန်တော်တစ်ဖက်တစ်လိုင်းကနေကူညီလို့ရပါတယ်